Hello, Uzi page မှာကြိုဆိုပါရရှင်။ Uzi လေးရဲ့ကြိုက်စာအုပ်အသစ်ကလေးတွေအများကြီးရောက်လို့ Uzi လေးကတော့အရန်ကိုစိတ်လှုပ်ရှားနေပါရရှင်။ Activities လုပ်လို့ရတဲ့စာအုပ်လေးတွေရဲ့ပြီးတော့မှဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးတွေလဲဆိုတာကိုဆက်ပြီးတော့မှကြည့်လိုက်ကြရအောင်နော်။ TV vlog လေးရဲ့အဆုံးမှာလဲစာအုပ်ဝယ်လို့ရှိရင်ဘယ်လိုမျိုး discount လေးတွေရမလဲဆိုတဲ့အကြောင်းလေးကိုလည်းပြောပြထားပေးပါရစေ။အဆုံးထိအောင်ကြည့်ရှုပေးပါနော်။ဒီ activity book လေးကတော့ Uzi လေးရဲ့အာယုံကိုအရန်ဆွဲဆောင်တဲ့စာအုပ်လေးပါ။ဒီစာအုပ်လေးထဲမှာတော့ baby လေးတို့ကိုယ်တိုင်အယောင်လေးတွေနဲ့ create လုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ baby လေးတို့တွေအရန်ကြိုက်တွေ့စေမယ့်စာအုပ်လေးတစ်အုပ်ပါဒီစာအုပ်ကလေးရှိရင် screen time လည်းမလိုတော့ဘူးเนาะနောက်ထပ်တစ်အုပ်ကတော့ဒီ busy lantern ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးထဲမှာဆိုရင်တော့အယောင်သွေးစုံစုံလင်လင်နဲ့ရုပ်ပုံလေးတွေအများကြီးကိုလည်းကင်တွယ်ပြီးတော့မှဖတ်လို့ရပါတယ် My Amazing Body ဆိုတဲ့စာအုပ်လေးကတော့စူးစမ်းချင်တဲ့ baby လေးတို့အတွက်ကွက်တီပဲเนาะလူခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကိုလည်းကြည့်ပြီးတော့မှသင်ယူလို့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးကတော့ဒီ Quiet Book ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးကိုတော့ Uzi လေးကိုဖတ်ပြတဲ့အချိန်ကြာလို့ရှိရင်ထပ်ပြီးတော့ပြောပြပေးပါမယ်နော်။အိုးဒါလေးကလည်း dinosaur ကြိုက်တဲ့ Uzi လေးအတွက်အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးပါဒီစာအုပ်လေးကတော့ပုံမြင်နာထောင်ရတာကြိုက်တဲ့ကလေးလေးတွေအတွက်နော်အထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အယောင်အသွေးစုံစုံလင်လင်နဲ့ရုပ်ပုံလေးတွေအများကြီးကိုလည်းတွေ့ရမှာပါဒီစာအုပ်လေးကတော့ဖတ်ယုံသက်သက်ပဲမဟုတ်ဘဲနဲ့ကလေးလေးတွေကိုယ်တိုင်သူတို့ရဲ့လက်လေးတွေနဲ့ကင်တွယ်ပြီးတော့မှကြည့်ရှုလို့ရတယ်ဖွင့်လို့ရတဲ့စာအုပ်လေးပါဒီစာအုပ်လေးကတော့အရန်ကိုအရေးကြီးတဲ့စာအုပ်ထဲမှာပါပါတယ်။ဘာကြောင့်လဲဆိုတော့အလိုအပ်ဆုံးအရာဖြစ်တဲ့ချစ်ချင်းမြတ်တာလေးအကြောင်းကိုကလေးလေးတို့ကိုရှင်းပြပေးထားတဲ့စာအုပ်လေးပါ။ပြီးတော့ကလေးလေးတွေကိုယ်တိုင်အခုလိုမျိုးဖွင့်ပြီးတော့မှကင်တွယ်ပြီးတော့ဖတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြင်းစရာမကောင်းမဲနဲ့သူတို့ရဲ့စိတ်ဝင်စားမှုကိုလည်းအများကြီးတိုးပွားစေပါတယ်။ဒီတစ်ခုကတော့အသက်2နှစ်ကနေ3နှစ်အရွယ်ကလေးလေးတွေကစားလို့ရတဲ့ brain quest လေးပါရှင်။ဒီထဲမှာဆိုရင်တော့အယောင်တွေ shapes တွေနဲ့ပတ်သက်ပြီးတော့မှအများကြီးပဲသင်ယူစရာတွေရှိပါတယ်။အခုလိုစာအုပ်လေးတွေအပြင်နောက်ထပ်အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးတွေနဲ့ကလေးလေးတွေအတွက်အရန်ကိုအကျိုးကျေးဇူးရှိတဲ့စာအုပ်လေးတွေအများကြီးကို Maples Book Corner မှာဝယ်ယူလို့ရပါတယ်ရှင်။ discount ပေးတဲ့အစီအစဉ်လေးလည်းရှိပါတယ်။ဘယ်စာအုပ်အမျိုးအစားပဲဝယ်ဘယ်နှအုပ်ပဲဝယ်10% discount ပေးသွားမှာပါ။စာအုပ်ဝယ်မဲ့ဖေဖေမေမေတွေက Uzi page ရဲ့ chat box ကနေပြီးတော့မှဒီ discount ခတ်လေးကိုလှမ်းတောင်းလို့ရပါတယ်။ဒီ discount ခတ်လေးကိုပြပြီးတော့မှတော့ဝယ်မယ်ဆိုလို့ရှိရင်တော့10% discount ပေးသွားမှာပါနော်။အခုကနေစပြီးတော့မှဂျွန်လကုန်တဲ့အထိ discount လေးတွေနဲ့ဝယ်ယူနိုင်ပါတယ်နော်။ဝယ်ယူမယ်ဆိုလို့ရှိရင်တော့ဒီ discount ခတ်လေးတွေကို Uzi page မှာလာတောင်းပြီးတော့မှတော့ဝယ်ဖို့မမေ့ပါနဲ့နော်။စာဖတ်ခြင်းကကလေးလေးတွေရဲ့အနာဂတ်ကိုပုံဖော်ပေးတဲ့လေကတိတစ်ခုဖြစ်တာကြောင့်မို့လို့ကလေးလေးတွေကိုစာဖတ်ဖြစ်အောင်လို့ပြုစုပြောင်းထောင်ကြရအောင်နော်။